ဒီနေ့မှာတော့ကျွန်တော်ကcherry ဆိုတဲ့ကောင်မလေးကျောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် like မ subscribe လို့အတင်း like subscribe လုပ်ပြီးတော့ဒီပြန်လေးခံပြီးတော့ကြည့်ခဲ့ပါဦးနော်ဆက်လိုက်ရအောင်လို့ဆိုအေးငါလည်းနိုးပြီပဲအခုငါပြန်လိုက်တာပြမအောင်ဒီတော့ချိုးရအောင်မယ်ချိုးရအောင်ဟိုဘက်မှာဆိုဒီတော့ချိုးတက်နေပြီဟာချိုးလိုက်ပါရေချိုးမယ်ဆိုမှငါလည်းဘာဖြစ်လို့ဖြစ်နေလဲမသိပါဘူးလဲတော့မလဲရသေးဘူးလေအခြေတော့ချိုးနေငါအခုရေလက်ချိုးပြီးတော့ပြီဆိုတော့အိမ်နာရဲလဲဝင်ပြီးပေါ့အခုကအင်းကြီးကိုစားလေးရမှာပဲဒီတော့မှတွားရင်မနှက်ဆိုင်ရဲ့ကြောင်စားရဲ့တော့ဝယ်ရအောင်မယ်ကြောင်လေးရမခေါ်ခဲ့တော့အခုကအင်းကြီးကိုစားလေးမယ်လဲပြီးတော့ပြီဆိုတော့let's go ကြောင်လေးမခေါ်ခဲ့တော့ဟိုတော့ကြောင်လေးမခေါ်ခဲ့တော့ဆိုတော့မယ်ဟုတ်တယ်ဆရာမပဲစလေးတက်တဲ့ကြောင်ရနှိမ့်ကိုဒီခေါ်တယ်မနီယာတော့တိတ်ပြီးစီကြီးတော့နဲ့ပြေးလည်းပြီးပါလေသွားရအောင်ပဲတန်ဒီရောက်တော့ပြီအစလုံးတော့မေးโอเคတက်ရပါပြီဒါဆိုလို့ရှိရင်တော့မေးဘယ်လိုငေါနီးရဆိုရင်ကြောင်စားဖို့နီးမလားဟုတ်တယ်ကြောင်စားဟိုဘက်ဆိုရင်ရောက်ပြီဆိုတော့အဆိုကြောင်စားကိုအရင်သွားဝယ်လိုက်မယ်ကြောင်စားကိုငါအခုငါရမောင်းငါအခုโอเคဒါဆိုရင်ရပြီကြောင်လေးကိုမခေါ်ခဲ့တော့အေးမတိုက်တော့မငါလမ်းစီကနေမှားကုန်ဘယ်ကနေခွင့်တော့လဲဘယ်ကနေမဟုတ်ဘူးဟိုဘက်ကြောင်လေးဆောင်းဟုတ်တယ်ဒီဘုံရှော့ရတဲ့ဘုံရှော့ဟုတ်တယ်အခုတော့မယ်မလေးဘယ်လိုရှော့အခုတော့မယ်မလေးဘယ်လဲတားရကုန်ငါဒီသမီးရရှေးလာပါအောင်မလားတော့မသိပါဘူးဟဲ့ငါခေါင်းကိန်းနဲ့မနေချင်တော့ground တာတုံးပေးလိုက်ချင်တော့တယ်ပူအိုက်တင်မျိုးတော့ပဲဆိုရအဲ့တစ်ချက်နဲ့ဆက်တွက်ချင်တယ်ပူလာပဲနွေရသည်ဆိုတော့လည်းပူမှာပေါ့ဟဲ့နွေရသည်ရဲ့ထုံးစံကောက်တော့ဒီမှာပဲထိုးလိုက်တော့မယ်ခုရလေနေတော့မှတောင်းလေးလည်းဗိုက်စားနေလောက်ပြီကျောင်းလေးအများကြီးပဲကျောင်းလေးတစ်ကောင်လည်းကောင်းမှာတော်တော်ကြီးကျောင်းလေးချင်းရဖြစ်တာကောင်းမှာ900မုံလေးဝယ်လာမယ်အခုပြေးသွားအစင်တော့မယ်အစင်900မုံမဝယ်ရမှာငါရဲ့တယ်ရီနဲ့မာမီကလည်းလာတယ်ဒီမန္တလေးကိုလာမယ်ဆိုပြီးတော့အရန်ကုန်မှာပဲသွားနေနေဖူပါရဲ့ဆိုနေမှာရန်ကုန်မှာပါရှိရကြတယ်ပဲဒါပေမဲ့ငါရဲ့တယ်ရီနဲ့မာမီကကုမ္ပဏီပိုင်ရှင်တထေးကြီးဆိုတော့တထေးမကြီးဆိုတော့ငါမနေ့ကကြာလို့ဆိုရင်ငါရဲ့တယ်ရီနဲ့မာမီဆိုတော့ရင်ကောင်းတယ်အဲ့ဆိုရင်ငါကြောင်လေးပါခေါ်သွားလိုက်မယ်အဲ့တော့ကြောင်လေးကတေးမှစီးနောက်တေးလေးပဲရှိသေးတယ်အဲ့ဆိုရင်သူလည်းကလေးမွေးနေလောက်ပြီးသူလည်းဗိုက်ကြီးနေတာဆိုတော့သူ့ကိုဘီယူဆိုင်မှရမယ်ကလေးလေးမွေးလို့ရှိရင်ဟောဖြစ်မှာဆိုတော့ငါလည်းတခြားဟိုတယ်တွေသွားပြီးဝင်မိကုန်ကိုဟိုတယ်ကိုခဏမီရောတော့ပါအေးဒီကြောင်လေးပြောရင်းနဲ့ဒီကြောင်မေးလို့မခေါ်သေးပါဘူးကြောင်မေးလို့မခေါ်သေးပါလို့ဆိုကလေးမွေးရသည်ဒါပေမဲ့ကလေးဗိုက်ကြီးနေရဆိုတော့
ဖိုက်ကြီးနေရဟုတ်ပါပြီသူ့ရဲ့အဲ့ကလေးလေးရဲ့အဖေကဘူးလဲတော့မသိဘူးအိမ်မှာလည်းကြောင်လေးကအများကြီးဖြစ်ရအောင်အေးကြောင်လေး9ကောင်တော့ရှင်ကောင်းပါပဲငါလည်းချမိကောင်းတော်မေစလီထက်တော့မယ်ငါမောင်းရအောင်မမေ့နေရပြန်ပြီးတော့ဆင်းဝယ်အောင်မယ်ဟုတ်တယ်ငါမောင်းရအောင်ပုတ်ပဲဝယ်ရပြီတစ်ထပ်ပဲတော့မတော်မှာငါဘာများလဲမသိပါဘူးအဲ့ကြောင်လေးစကားပြောရင်းနဲ့ငါလည်းမောင်းဒီပွိုင်းလေးကိုစောင်းရအောင်မယ်ဒီကတော့မထိုးလိုက်တော့ပါဘူးဆိုင်လေးရောက်ပြီဆိုတော့မုံလေးကိုလိုက်ပါမယ်မုံလေးလည်းတော့စားပြီဆိုတော့မလေးဟောဒီမှာဘာလေးထွက်သွားလို့ပါမိပွိုင်းကတော့နီးနာပဲတော်ပြီတော့မိပွိုင်းကြီးစောင့်နေတော့နောက်ကလည်းမိပွိုင်းကိုမဆောင်မဲနဲ့ဟိုကားတစ်စီးကဖြတ်သွားတာလည်းမြင်လိုက်တယ်မိပွိုင်းကနီးနေအောင်ဖြတ်သွားအဲ့ဒါကိုငါလည်းဖြတ်လိုက်တာပါရှင်တော့ငါလည်းဖြတ်လိုက်တော့မယ်အပေါ်တက်ကိုရောက်တော့အခါအပေါ်တက်ကိုရောက်သွားပြီပဲအဆုလို့ရှိရင်ကြောင်လေးကိုတော့ထရအောင်မယ်ကြောင်လေးရေနဲ့တပါဝဲလာတယ်ရှင်တော့မင်းမစကမ်ပြတ်တာငါနဲ့ကျွေးရမှာပေါ့နော်မကျွေးနဲ့နော်မချစ်တဲ့ဒါလေးကိုချက်ပြလိုက်မလည်းမနက်စာ breakfast စားပြီးစားလိုက်အောင်အခုမမအိမ်ကြီးလေးပဲလဲလိုက်ရမယ်ဒီကြောက်ဆိုတော့မင်းအိမ်နေပူပါလေစီးထားရတာကောင်းတယ်ဒီကြောက်ဆိုတော့တောင်းလေးဘာလဲလောက်တာတော့ဟောလေရစားနော်စားမဝနိုင်ငါဝပါပြီကျောင်းလေးနေခဲ့တော့နော်လိုက်လာနေတော့လိုက်လာမှထင်တယ်သူကဟောလိုက်လာပြီးတွေးရကြတော့အစားလည်းတောင်းနေသူခုနကြည့်လိုက်ပါမယ်အဲ့တိုင်းနေနေဖေးတာဆိုတော့ရှင်တော့ဒီဘေးစီရောငါလည်းဒီမှာ TV လေးပါနေလာတယ်ဒါလေးကြည့်လိုက်ပါမယ်ဟောလေးနေတယ်ဟာလိုက်လာတာဟာဘာလို့လိုက်လာတာတော့ဘလို့ထိုင်ကြတော့ကြောင်လေးရဲ့နေခဲ့ပါတော့လို့နော်တောင်းနံပါတ်ချလဲချမိခေါ်ပါချနေရအောင်မသိပါဘူးတွိုင်းနဲ့တွားချလိုက်တာတိုင်းနဲ့တွားပြီးတွားတော့အခါဆိုရင်တော်ဒီလိုကြောင်လိုက်ဒီဗီဒီယိုလေးကိုစနေဆုံးကြည့်ပြတော့အလုံးကို bye bye ကမာလေးရဲ့နာမည်ကတော့ချွေဖွင့်နော်ဒီဗီဒီယိုလေးကကြတော့ကျွန်တော်ကဒီဟိုတယ်လေးကိုလာပြထားတယ်ဖြစ်ပါတယ်ကျွန်တော်အိမ်လေးပြရင်းနဲ့ဒီလို channel လေးကိုလည်းပြရပါတော့ဒီ channel လေးကိုကြားလို့ရှိရင် like ဆိုခိုင်းလို့ခဲ့အောင်နော်အခုကတော့ကျွန်တော်ဒီဗီဒီယိုလေးကို bye bye တို့ချမယ်ပေါ့နော်တို့ချတယ်ချလို့ရလာတော့မသိဘူးရလိုက်လာတာဟာလိုက်ချလာတော့မသိဘူးရှောင်းလိုက်ကတို့တချတယ်ဟာဟုတ်တယ်
ကြည့်လိုက်ချတော့ဘယ်ချပေါ့ကမ်ကိုကြောင်လေးကိုပြန်ချနေရတဲ့ပေါ့ဗောနော်ဟေးလိုက်လာပြီလာချပြီဟေးကြောင်လေးနဲ့ဆောမယ်အလုံးဘိုင်ဘာချတဲ့ပုံစံလေးကဆော့စားကြီးပေါ့နော်ဘိုင်